န္ဓာကိုယ်နေမကောင်းလို့အလွယ်ပဲဝယ်တောက်ကြတဲ့ဆက်ဆေးတွေမှာပမာဏဘယ်လောက်ပါမှန်းလည်းမသိဘာမျိုးစားပါမှန်းလည်းမသိထိုကဲ့သို့ဆက်ဆေးတွေကိုမကြာခဏတောက်တယ်တာရှည်စွာတောက်လို့ရှိရင်တော့အားလုံးပဲမင်္ဂလာပါကျမတော့ရန်ကုန်ပြည်သူ့ဆေးရုံကြီးစီဂျိုနဲ့ဟော်မုန်းတစ်ခုဆေးကုဌာနမှာအထူးကုဆရာဝန်ကြီးဒေါက်တာသက်မော်စောဖြစ်ပါတယ်ဒီနေ့ကျမပြောမယ့်အကြောင်းအရာလေးကတော့အားလုံးလည်းအတိလည်းများတယ်ဖြစ်လည်းများကြတဲ့ steroid hormone ဆေးတွေကိုသုံးတဲ့နောက်ဆက်တွဲဖြစ်တဲ့အဆေးဝါးကြောင့်ဖြစ်သောယောဂတစ်ခုဖြစ်သော drug induction လို့ခေါ်တဲ့ယောဂကြောင့်ပြောမှာဖြစ်ပါတယ်အဲဆိုတော့ကျမတို့ကအရှိမလဲအမဒေါက်တာ Professor ဒေါက်တာတက်ခင်ကဒီ steroid ဆေးတွေရဲ့ကောင်းကျိုးတွေဆိုးကျိုးတွေအကြောင်းတော့ပြောသွားပါပြီအဲ့တော့ဒီမှာကျမအရင်ဆုံး steroid hormone ဆိုတာဘာလဲဆိုတာလေးရင်ပြောပါမယ်အဲ့တော့ steroid ဆိုတာကကျမတို့ခန္ဓာကိုယ်ကထွက်တဲ့သဘာဝဟော်မုန်းတစ်ခုဖြစ်ပါတယ်အဲ့တော့ကြောက်ကက်အပေါ်မှာရှိတဲ့ adrenal gland ကထုတ်တာဖြစ်ပါတယ်အဲ့တော့သူဒီကျမတို့ခန္ဓာကိုယ်မှာပုံမှန်ရှိဖို့လည်းလိုအပ်တယ်ခန္ဓာကိုယ်ရဲ့အလုံးလုံးပုံတွေကိုသူကထိန်းညှိပေးတဲ့နေရာမှာပါပါတယ်အဲ့တော့ဒီ steroid hormone ကခန္ဓာကိုယ်မှာသွေးပေါင်ကိုထိန်းညှိဖို့အတွက်လိုအပ်တယ်နောက်တစ်ခုကအချိုဓာတ်ကိုပေါ့နော်စီဂျိုဓာတ်ကိုထိန်းညှိဖို့လိုအပ်တယ်ကိုယ်ခန္ဓာစနစ်တွေအလုပ်လုပ်ရမှာကူညီလှုပ်ဆောင်ပေးတယ်အဲ့တော့ကျမတို့ပုံမှန်အားဖြင့်လိုအပ်သောဟော်မုန်းဖြစ်ပါတယ်အဲ့ဆိုရင်ဒီနေ့ပြောမယ့် drug induction လို့ခေါ်တဲ့ဆေးဝါးကြောင့်ဖြစ်တဲ့ Cushing syndrome ကဘာလို့ဖြစ်တာလဲပေါ့အဲ့တော့ကျမတို့ကအားလုံးလည်းကြားဘူးတဲ့စကားလေးရှိပါတယ်သုံးထက်မှဆေးပါမသုံးထက်ရင်ကျမတို့ဘေးဖြစ်တတ်ပါတယ်အဲ့တော့ဒီ steroid ဆေးဝါးတွေကိုမလိုအပ်ဘဲနဲ့ပမာဏအများကြီးသုံးမိတာကြာရှည်စွာသုံးမိတာဒါမှမဟုတ်ရင်ကျမတို့ဒီလက်တွေ့အဖြစ်များတာကတော့ဒီဆက်ဆေးလို့ခေါ်တဲ့ခန္ဓာကိုယ်နေမကောင်းလို့အလွယ်ပဲဝယ်တောက်ကြတဲ့ဆက်ဆေးတွေမှာပမာဏဘယ်လောက်ပါမှန်းလည်းမသိဘာမျိုးစားပါမှန်းလည်းမသိထိုကဲ့သို့ဆက်ဆေးတွေကိုမကြာခဏတောက်တယ်တာရှည်စွာတောက်လို့ရှိရင်တော့ဒီ drug induction လို့ခေါ်တဲ့ယောဂရနိုင်ပါတယ်အဲ့တော့ဒီ steroid ဆေးတွေက3လဆိုသုံးပါတယ်ကျမတို့အသုံးများတဲ့ဆေးတွေအားလုံးလည်းကြားဘူးတယ်prednisone ရှိတယ် methylprednisolone ရှိတယ် dexamethasone ရှိတယ်နောက်ထိုးဆေးထဲမှာဆို hydrocortisone ရှိတယ်ပေါ့နော်အဲ့တော့ဒါတွေကကျမတို့သုံးပါတယ်စားဆေးအနေနဲ့လည်းသုံးတယ်ထိုးဆေးအနေနဲ့လည်းသုံးတယ်တချို့ယောဂတွေနောက်ပြီးရင်ကျက်လူနာတွေမှာသုံးရတယ်ရှူဆေးတွေမှာလည်းပါပါတယ်ဒါဒီလိုအပ်လို့သုံးရတဲ့ပမာဏဖြစ်ပါတယ်အဲ့တော့ဒီ steroid ဆေးတွေကိုဘာအချိန်မှာသုံးလဲဆိုတော့သူကခန္ဓာကိုယ်မှာလိုအပ်တဲ့ဟော်မုန်းတစ်ခုဖြစ်တယ်လို့ကျမတို့ခန္ဓာကိုယ်ကရောင်ရမ်းတာကိုရှော့ချပေးနိုင်တယ်ကိုယ်ခန္ဓာစနစ်ကိုရှော့ချပေးနိုင်အဲ့တော့လိုအပ်လို့ရှိရင်ဒီခန္ဓာကိုယ်မှာရောင်ရမ်းတာကိုရောကြအောင်လုပ်ဖို့လိုတဲ့ယောဂတွေဖြစ်တဲ့အဆုတ်ရောင်ယောဂတွေရင်ကျက်တွေကိုဗစ်လိုမျိုးပေါ့နော်ပြင်းထန်အဆုတ်ရောင်ယောဂတွေမှာဆိုရင်တော့ရောင်ရမ်းမှုကိုရောကြစေဖို့အတွက်ဆိုကျမတို့လိုပါတယ်နောက်တစ်ခုကခန္ဓာကိုယ်မှာရောင်ရမ်းမှုများတဲ့ယောဂတွေဖြစ်တဲ့သွေးလေးပတ်နာအရေပြားလေးပတ်နာရိုးစစ်လေးပတ်နာယောဂတွေမှာလည်းရောင်ရမ်းမှုကိုရောကြဖို့ဆိုရင်လည်း steroid ဆေးတွေကလိုပါတယ်နောက်တစ်ခုကအရေပြားရောင်ရမ်းတာများတဲ့အလာဂျီလိုယောဂမျိုးနောက်ပြီးတော့ကိုယ်ခံအားစနစ်ကိုပြန်ပြီးတော့ရောကြဖို့လိုအပ်တဲ့ကိုအင်္ဂါတွေအစားထိုးထားတဲ့လူနာတွေမှာဆိုရင်လေဒီ steroid ဆေးကိုကျမတို့ကသုံးဖို့လိုပါတယ်အဲ့တော့သုံးတဲ့အခါမှာဆရာဝန်ညွှန်ကြားတဲ့အတိုင်းလိုအပ်သောပမာဏကိုလိုအပ်သောအချိန်တိုင်းပဲစနစ်တကျသုံးမှသာကျမတို့ကရေရှည်ကောင်းကျိုးများပြီးဆိုးကျိုးနည်းမှဖြစ်ပါတယ်အဲ့တော့အဲ့လိုမဟုတ်ဘဲနဲ့ပမာဏများများကိုအချိန်ကြာမြင့်စွာသုံးလိုက်တဲ့ဆရာဝန်ညွှန်ကြားချက်မပါပဲမိမိသဘောနဲ့မိမိဆက်တောက်နေမိမယ်ဆိုရင်တော့အခုပြောတဲ့ drug induction လို့ခေါ်တဲ့ဆေးဝါးကြောင့်ဖြစ်သော Cushing ယောဂဖြစ်နိုင်ပါတယ်drug induction ကဘာတွေဖြစ်နိုင်လဲပေါ့အရင်ဆုံးသိတာတော့ခန္ဓာကိုယ်မှာပြောင်းလဲတာတွေဖြစ်လာမယ်အဲ့ဒါတော့သတိထားမိဆုံးကဆေးတောက်နေဆေးထိုးနေနေကိုလေးချိန်တွေအလွန်မင်းတက်လာပါမယ်နောက်တစ်ခုကခန္ဓာကိုယ်မှာမလိုအပ်တဲ့နေရာတွေမှာအဆီတွေအများကြီးစုလာမယ်one bite တို့နောက်ပြီးတော့နောက်ကျောဘက်မှာတို့ခုံတို့မှာစုလာမယ်မျက်နှာကြီးကလည်းအဆီတွေစုလာတဲ့အတွက်ကြောင့် moon face လို့ခေါ်တဲ့ဝိုင်းဝိုင်းကြီးဖြစ်လာပါမယ်သူကမလိုတဲ့နေရာမှာအဆီတွေပုံပြီးတော့တကယ်ခန္ဓာကိုယ်လိုအပ်တဲ့အသားတွေမှာကျတော့ရော့သွားမှာဖြစ်ပါတယ်အဲ့တော့ခါကျတော့လက်တွေခြေထောက်တွေကကြွက်သားလေးတွေကသေးသွယ်လာမယ်နောက်ပြီးတော့အရေပြားလေးတွေပါလာတဲ့အတွက်မကြာခဏပိုးဝင်နိုင်တဲ့အနာဖြစ်နိုင်တယ်နောက်ပြီးအရေပြားမှာအညိုမဲအကွက်တွေဆွဲနိုင်ပါတယ်ဒါကတော့ခန္ဓာကိုယ်မှာအတိအသာဆိုတာပြောင်းလဲလာမယ်ပြီးတော့ကိုယ်လေးချိန်တက်လာပြီးတော့အရေပြားလေးတွေပါသွားတဲ့အတွက်ကြောင့်ကျမတို့ကအရေပြားတွေဒီတကောက်ခွေးတို့ပေါင်ချံတို့ဘိုက်တော့မှာဘိုက်ကြောပြက်တဲ့အရာတွေပေါ်လာပါမယ်အယောင်ရင်းရင်ကြောပြက်တဲ့အရာတွေတွေ့ရပါမယ်ဒါကြောင့်Cushingလို့ခေါ်တဲ့ဒီ steroid သုံးတာများရင်ဖြစ်လာမဲ့ခန္ဓာကိုယ်ကပြောင်းလဲခြင်းတွေဖြစ်ပါတယ်
အဲ့တော့ကျန်းမာရေးဘက်ကကြည့်ရင်ရောပေါ့နော်ကျန်းမာရေးနဲ့ပတ်သက်ပြီးဘာတွေဖြစ်နိုင်လဲဆိုရင်အဝလွန်လာတဲ့အတွက်ကြောင့်စီးကြိုတွေတက်လာမယ်သွေးပေါင်တွေတက်လာမယ်နောက်တစ်ခုကမကြာခဏနေမကောင်းဖြစ်တော့မယ်ဘာလို့ဆိုကိုယ်ခန်းစနစ်ကိုရှော့ချလိုက်တဲ့ဖြစ်တဲ့ကြောင့်မကြာခဏပိုးဝင်လေတဲ့အနာဖြစ်တဲ့နေမကောင်းဖြစ်ရင်ပြန်ကောင်းမှုအချိန်တော်တော်ယူရတယ်ခက်လာပါတယ်နောက်တစ်ခုကကြားလို့ရှိရင်ကိုယ်ခန်းစနစ်ကိုအရန်ကျသွားတဲ့တဲ့တစ်ခါလေးနေထိုင်မကောင်းရင်တော်တော်နဲ့မသိပဲယောဂလက်လွန်မှာသိပြီးရောက်လာနိုင်ပါတယ်နောက်တစ်ခုကတော့အယိုးပါတဲ့အတွက်ကြောင့်အယိုးကျိုးပါမယ်အယိုးကျိုးတဲ့အတွက်နောက်ဆက်တွဲယောဂတွေဖြစ်နိုင်ပါတယ်စိတ်နဲ့ပတ်သက်ရင်တော့သူကသုံးတာများလို့ရှိရင်တော့စိတ်မတည်ငြိမ်တာတွေစိတ်တိုးလွယ်တာတွေစိတ်ကြတာတွေဖြစ်တတ်ပါတယ်ကျွန်မအခုပြောသွားတာ steroid ဈေးကိုဘယ်နေရာမှာသုံးမလဲကျွန်မတို့ကဘယ်လိုသုံးမလဲရဲ့နောက်တစ်ခုကကျတော့သူ့ရဲ့သုံးတာများရင်စနစ်ကြမသုံးရင်ဖြစ်နိုင်တဲ့ဆိုးကျိုးတွေပါအဲဆိုကျွန်မတို့ကဒါမဖြစ်အောင်ဘယ်လိုကာကွယ်ကြမလဲပေါ့နံပါတ်1ကတော့ဒီ steroid ဈေးကိုလိုအပ်မှဆိုရတဲ့အချိန်မှာသုံးပါမယ်မိမိဆရာဝန်ညွှန်ကြားချက်အတိုင်းစနစ်တကျသုံးဖို့လိုပါမယ်နောက်တစ်ခုကအချိန်မှန်ပုံမှန်ပြဖို့လိုပါမယ်နောက်ပြီးတော့ဆရာဝန်တွေကလည်းဒီဆေးတွေရဲ့ဆိုးကျိုးကိုသိတဲ့အတွက်ကြောင့်သူကပုံမှန်ပြလို့ရှိရင်လိုအပ်တယ်လို့ရှော့သွားပါမယ်အဲ့တော့ရုပ်တရက်တော့ရှော့လို့မရပါဘူးနောက်တစ်ခုကကျမတို့လူနာတွေဘက်ကရောဘာလုပ်လို့ရလဲဆိုရင်သွေးပေါင်ထိမ့်မယ်ကိုလေးချိန်မတက်အောင်ထိမ့်မယ်စီးကြိုထိမ့်မယ်နောက်တစ်ခုကလေးချိန်ကန်ပုံမှန်လုပ်မယ်ဆိုရင်တော့နောက်ဆက်တွဲတွေကိုကာကွယ်နိုင်မှာဖြစ်ပါတယ်အဲ့တော့ညီကုန်းချုပ်အနေနဲ့ပြောရရင်ဒီ drug induced Cushing syndrome လို့ခေါ်တဲ့ဆေးဝါးကြောင့်ဖြစ်တဲ့ Cushing syndrome ကဒီ steroid hormone ဆေးကိုအလွန်စွန်သို့မဟုတ်အချိန်ကြာမြင့်စွာအသုံးပြုခြင်းကြောင့်ဖြစ်လာတာပါတကယ်တော့ steroid ဆေးကဘေးရန်နဲ့ရှိသောဆေးမဟုတ်ပါဘူးမှန်ကန်တဲ့ဆေးကိုမှန်ကန်သောပမာဏကိုမှန်ကန်သောအချိန်ကိုသာစနစ်တကျမိမိဆရာဝန်နဲ့တိုင်ပင်ပြီးအသုံးပြုမယ်ဆိုရင်အကျိုးပဲများမှာဖြစ်ပါတယ်လို့အကြံပေးနေအားလုံးကျေးဇူးတင်ပါတယ်ရှင်